ဝါးဘယ်သူမှမထင်မှတ်တဲ့ဥစ္စာသူလောက်ပြသွားတော့ထိုင်ကုန်စပွဲခုံနဲ့ထိုင်ကုန်၄ခုလောက်လိုက်တာစွန့်ပစ်ပစ္စည်းကိုလုံးဝသူကရွှေလောက်လိုက်တာအပပတခါမှမမြင်ဘူးဒီဘဲရဲ့အုံတော့ကတအားပြေးတာပဲမထင်ရအောင်နော်လေးစားဖို့ကောင်းပါလေ